အားလုံးပဲမင်္ဂလာပါဒီနေ့ည Super Sunday နေ့ည9:00နာရီဝယ်ချိန်မှာရှင်ပြိုင်ကစားမယ့်အင်္ဂလန် Premier League 38ရာသီပိတ်ပွဲစဉ်တွေတရားမှာကျွန်တော်ပွဲစဉ်6ပွဲကိုကျွန်တော်ရွေးထုတ်ပေးထားပါတယ်ဒီပွဲစဉ်ပေါ့နော်ပထမပွဲစဉ်ကတော့ကျွန်တော်တို့ Manchester City တင်းနဲ့ Aston Villa တင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Manchester City နဲ့ Aston Villa တင်းတို့ရဲ့ဒီနှစ်တင်းထိပ်တိုက်တွေ့ဆုံမှုပေါ့နော်ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး5ပွဲမှာတော့ Manchester City က2ချိန်နိုင်ထားတယ်Aston Villa က3ချိန်နိုင်ထားတယ်ပေါ့နော်လက်ရှိမှတ်ပေးစရာမှာတော့ကြည့်မယ်ဆိုရင်တော့ဒီ Manchester City ကတော့အဆင့်ချင်းနဲ့ယာယီသိမ်းပြီးအဆင့်၄နေရာမှာတော့ဒီ Aston Villa အသင်းပေါ့နော် Aston Villa အသင်းကတော့ဒီ Champions League ဝင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒါကတော့ထူးဒီနှစ်သင်းကတော့မရှိတော့ဘူးကျွန်တော်ကြေးကြည့်မယ်ပေါ့နော်ကြေးကြည့်မယ်ဆိုလို့ရှိရင် Manchester City က handicap မှာတော့2 plus 50ပေးထားတယ်အနိုင်ပေးထားတယ်ပေါ့နော်ကိုပေါင်းစည်းကတော့၄လုံးသွင်းလို့ရှိရင်45အနိုင်နဲ့ပေးထားတယ်ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာ Manchester City ရဲ့အသင်းကဘိုးပြတ်လိမ့်မရှိဘူး Aston Villa ပေါ့နော်ဘိုးပြတ်တဲ့အနေထားမရှိဘူးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ဒီပေါ့နော် Villa အသင်းရဲ့အိမ်ဝင် Villa ဘက်မှာတော့ 1-0 ဆိုတဲ့ရလဒ်နဲ့ Aston Villa အသင်းကပထမကြောင်းမှာအနိုင်ရထားတာအဲ့ဒီရှေ့ပွဲစဉ်၄ပွဲမြောက်ရှေ့ပေါ့နော်ရှေ့44ပွဲမြောက်2024ထဲမှာတော့ဒါ Manchester City သူ့အိမ်ဝင်မှာ4-1ဆိုတဲ့ရလဒ်နဲ့ပွဲနိုင်တဲ့ပွဲတစ်ပွဲပဲကူပြတ်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာရောMan City အဲ့လိုကမ်းပါမလားနှလုံးထားပါတော့နှလုံးပြက်ပဲထားလိုက်ပါတော့နှလုံးပြက်မယ်ပဲထားလိုက်အောင်50သားလောက်တွေ့စားမယ်နေတာဖြစ်တယ်ကျွန်တော်နေရတော့ဒီနေ့မှာတော့ Man City နှလုံးပြက်နိုင်လို့ထင်တယ်ဆိုတော့2-1ဒီလောက်နဲ့ပဲသွားမယ်1-2-1နဲ့1-0ပေါ့နော်1-2-1လောက်နဲ့သွားမယ်လို့ထင်တယ်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ Villa ကိုကြိုက်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ Aston Villa ကိုရွေးချယ်ပေးလိုက်ပါတယ်ကဲနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော် Brighton အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်အချိန် Manchester United အသင်းကအဲ့ဒီ Manchester United အသင်းကအဆင့်3နေရာမှာရှိတယ် Champions League ကိုဝင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ် Brighton အသင်းဟုတ်ကဲ့ Ancient Brighton အသင်းပေါ့ Ancient Brighton အသင်းကလက်ရှိမှာတော့ဒီ53ခန်းနဲ့အမှတ်ပေးစရာအဆင့်9နေရာမှာရှိနေတယ်ဗျလက်ရှိဒီပွဲကသူတို့အနိုင်ရမယ်ဆိုလို့ရှိရင်တော့ဖြင့်သူတို့က56မှတ်နဲ့ဆက်ဆောင်တော့ဘုံမောက်ချေချော်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းသူတို့Europa League ကိုတော့ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်အဲ့တော့အောက်မှာရှိနေတဲ့ဒီ Chelsea ပေါ့နော် Chelsea က52မှတ် Brentford 52မှတ်စားတဲ့အသင်းတွေကပေါ့ဒီ Sunderland အထိကိုမှ52မှတ်ဒီဥရောပဝင်ခွင့်အတွက်ကတော့မျှော်လင့်ချက်တွေရှိနေတဲ့အသင်းဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ဒီနှစ်သင်းကထိတိုက်တွေ့ဆုံမှုဒီနှစ်သင်းကထိတိုက်တွေ့ဆုံမှုနောက်ဆုံးဒီ၄ချိန်ကိုတော့ကြည့်မယ်ဗျ၄ချိန်ကိုတော့ကြည့်မယ်နောက်ဆုံး၄ပွဲမှာတော့ကျွန်တော်တို့အင်ရှင်သင်းဖြစ်တဲ့ Brighton အသင်းက3ချိန်နိုင်ပြီးတော့ဒီ Manchester United အသင်းကတစ်ချိန်နိုင်ထားတယ်ပေါ့နော်ပထမကြော်ရလဲမှာတော့Manchester United အသင်းရဲ့အိမ်ကွင်းမှာ Manchester United အသင်းက4-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတာဖြစ်ပါတယ်ဒီကြားထဲမှာကန်ခဲ့တဲ့ဒီနောက်ဆုံးကန်ခဲ့တဲ့ Manchester United အသင်းနဲ့ဒီ Brighton အသင်းရဲ့ဒီ Africa Bowl ပွဲပေါ့နော်နောက်ဆုံးကန်ခဲ့တဲ့ Africa Bowl ပွဲမှာကျွန်တော်တို့ဒီ Brighton အသင်းက1-2ဆိုတဲ့ရလဒ်နဲ့နိုင်ရထားတာဖြစ်ပါတယ်ဆိုတော့ဒီနှစ်သင်းပေါ့နော်ဒီနှစ်သင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေတွက်ကြည့်မယ်များတွက်ကြည့်မယ်ဆိုနောက်ဆုံး5ပွဲမှာဒီ Brighton အသင်းမှာ Brighton အသင်းက2ပွဲနိုင်တယ်2ပွဲရှုံးတယ်1ပွဲသေးကြာထားတယ်နိုင်အသင်းManchester United အသင်းပေါ့နော် Manchester United အသင်းနောက်ဆုံး5ပွဲမှာတော့ကောင်းတဲ့ရလဒ်တွေရတော့4ပွဲနိုင်တဲ့1ပွဲသေးကြာထားတယ်သေကြာထားတာတော့ Sunderland အသင်းရဲ့အိမ်ပွဲမှာတော့သေကြာထားတာပေါ့နော်ဘိုးတွေလည်းဒါသူတို့နှစ်သင်းလုံးကတော့ဘိုးတွေပွဲစဉ်တွေမှာတော့ဘိုးတွေတွင်းလိုက်တွင်းတာရှိတယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာသူကျွန်တော်ကြေးကိုတွားကြည့်မှာပေါ့နော်ကြေးမှာတော့ကျွန်တော်တို့ကြေးမှာပေါ့နော်ကြေးမှာတော့ Brighton အသင်းမှာ Ancient Brighton အသင်းကတစ်လုံးသွင်း85နိုင်မယ်ကိုပေါင်းစီမှာတော့3လုံးသွင်း40ရှုံးတယ်ပေါ့နော်3-40ရှုံးကိုပေါင်းစီပေါ့နော်လက်ရှိဒီနှစ်သင်းမှာတော့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာဘိုးတွေအပြန်အလှန်သွင်းနေတဲ့အသင်းထားရှိတယ်နှစ်သင်းသလုံးကလည်းလက်ရှိခြေစွမ်းအရဘိုးတွေသွင်းနိုင်တဲ့အသင်းဖြစ်တယ်ပေါ့နော်အဲကြောင့်ဒီနေ့ပွဲစဉ်မှာ Brighton ပေါ့နော် Brighton တစ်လုံး85ဗျ။ဘာလို့တော့ Brighton ဒီနေ့မှာရုံးရမယ်နေတာရှိတယ်။အဲဒီဥရောပဝင်ခွင့်တနေရာအတွက်သူကနောက်ဆုံးလက်ချက်ပြီးရုံးရမယ်ဆိုတော့ဟုတ်ပြီကျွန်တော် Brighton ကိုကြိုက်တယ်။ Brighton နည်းနည်းပဲနေမယ်။ Brighton ball ဟုတ်ကဲ့နောက်တစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီည9:00နာရီပွဲချိန်မှာပဲရှင်ပြိုင်ကစားမယ် Sunderland အသင်းနဲ့ Chelsea အသင်းပေါ့နော်။ Sunderland နဲ့ Chelsea အသင်းအရှိမှာတော့ Ancient Sunderland ကအဆင့်10မှာ52မှတ်နဲ့ရထားတယ်။ Chelsea ကတော့အဆင့်8နေရာမှာ52မှတ်တစ်မှတ်ပဲကွာတယ်နေတာ။ဥရောပဝင်ခွင့်တနေရာအတွက်ကိုနှစ်သင်းလုံးကအပြိုင်ကြိုးစားမယ်နေတာဖြစ်ပါတယ်။ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံးပေါ့နော်ဒီနောက်ဆုံး9ချိန်မှာဒီ Chelsea အသင်းက3ချိန်နိုင်ပြီးတော့
ဒီအင်ရှင်အသင်းဖြစ်တဲ့ဆန်နလန်အသင်းက2ချိန်နိုင်ထားတယ်ပေါ့နော်နောက်ပထမအကျော်ရလာချက်စီးတဲ့အိမ်ဝင်းမှာတော့ဆန်နလန်အသင်းက1-2ဆိုတဲ့ရလာနိုင်ထားသေးတယ်ဗျဆိုတော့ဒီဆန်နလန်အသင်းပေါ့နော်ဆန်နလန်အသင်းကနောက်ဆုံး5ပွဲကျွန်တော်တွက်ကြည့်အောင်ဆန်နလန်အသင်းနောက်ဆုံး5ပွဲမှာတော့ဒီပွဲပဲနိုင်တယ်2ပွဲသေးကြာထားတယ်2ပွဲရှုံးထားတယ်နောက်ဆုံးနိုင်ထားတာတော့ Everton အသင်းကို1-3ဆိုတဲ့ရလာနဲ့ဆန်နလန်အသင်းကိုနိုင်ထားတယ် Chelsea အသင်းနောက်ဆုံး5ပွဲမှာ Chelsea အသင်းက2ပွဲနိုင်တယ်2ပွဲရှုံးတယ်ဒီပွဲသေးကြာထားတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့စပါတင်ကို2-1ဆိုတဲ့ရလာနဲ့နိုင်ထားတယ်လက်ရှိကျွန်တော်ကြည့်လို့တော့ကြည့်မိတယ်ပေါက်ကြီးတစ်ချက်တော့ကြည့်ပေါက်ကြီးမှာတော့ဒီဘိုးပေါင်းစည်းက3လုံးအပေါင်း90 3လုံးသွင်း90နိုင်တယ်ဟန်နီကက်ကချက်စီက180ရှုံးဒီကြီးရချက်စီနိုင်မှာဆိုတော့ကျွန်တော်ဘိုးပေါင်းစည်းတော့ကြည့်မိတယ်ဘိုးပေါင်းစည်းကကျွန်တော်တို့3လုံးsorry ဟုတ်တယ်3လုံး+50ပေါ့နော်3လုံး+50အတင်းတိတ်တိုက်ကျွေးဆောင်မှုဒီမှာတော့ဘိုးကတော့တွင်းတယ်ဗျဒါပေမဲ့နောက်ဆုံးပွဲစဉ်တွေမှာ Chelsea ဘိုးတွေတိတ်ပြီးတော့တွင်းတာမရှိဘူးထိတိုက်ကျွေးဆောင်မှုမှာတော့ဘိုးတွေမြင်တွေ့ရပေမဲ့ဒီလိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဘိုးကမသိအောင်တိတ်မတွင်းတဲ့အနေအထားတွေရှိတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ Chelsea ကိုဘက်ကန်ကောင်းလာဘာလို့လဲဆိုတော့ဒီဆန်နလန်အသင်းကအိမ်ကတော်တော်ကောင်းတယ်ပြီးခဲ့တဲ့ Manchester United အသင်းတို့နဲ့ကန်ခဲ့တဲ့ပွဲစဉ်တွေတော်တော်ကောင်းတယ်ပြော Everton နဲ့ပွဲစဉ်တွေမှာလည်းဘူးတွေတွင်းနေအဲ့တော့ကျွန်တော်အနေနဲ့ Chelsea ဒီနေ့ပွဲစဉ်မှာဆန်နလန်အသင်းကိုနိုင်မှာပေါ့နော်တော်နေတော့တေးကြအောင်လို့ထင်နေတာတေးရသူလို့ရှိရင် Chelsea မှာနေ80ရှုံးမှနေတာဖြစ်နေကြောင်းကျွန်တော် Chelsea ကိုမကြိုက်ဘူးကျွန်တော်ဒီနေ့မှာတော့ Ancient ပဲကြိုက်တယ်ဗျာကဲ Ancient ဆန်နလန်အသင်းနဲ့ရက်တည်ချင်နောက်တဲ့ပွဲစဉ်တွေဖြစ်တဲ့လီဗာပူးအသင်းနဲ့ဒီ Brentford အသင်းပေါ့လီဗာပူးအသင်းကလက်ရှိမှာ15နေရာနဲ့ချန်ပီယံလိကိုဒါဝင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ် Brentford အသင်းကအဆင့်9နေရာမှာ52မှတ်နဲ့ရှိနေတယ်ဖြစ်ပါတယ်တကယ်လို့ဒီနေ့ပွဲစဉ်မှာတော့ Brentford အသင်းနဲ့ရတာကောင်းတစ်ခုပိုင်ဆိုင်သွားမယ်ဆိုလို့ရှိရင်သူတို့အတွက်ကတော့ဥရောပမှာဝင်ခွင့်ရတော့မျှော်လင့်ချက်ကတော့မှရှိနေတာဖြစ်ပါတယ်ဒီနေ့ထိတိုက်ပြေဆုံးမှုကျွန်တော်တို့ကြည့်နေကြဒီနေ့ထိတိုက်ပြေဆုံးမှုနောက်ဆုံးပေါ့နော်ဒီ5ချိန်မှာအင်ရှင်အသင်းဖြစ်တဲ့လီဗာပူးအသင်းက4ချိန်နိုင်တယ်Brentford အသင်းက1ချိန်နိုင်တယ်ပေါ့နောက်ဆုံးပထမကြော့ရလာမှာတော့ဒါ Brentford အသင်းကသူ့ရဲ့အိမ်ဝင်းမှာ2-2ဆိုတဲ့ရလာနဲ့သူတို့နိုင်ထားတယ်ဆိုတော့လီဗာပူးအသင်းကနောက်ဆုံး5ပွဲမှာ2ပွဲနိုင်တယ်1ပွဲသေးကြာထားတယ်2ပွဲရှုံးတယ်နောက်ဆုံးကစားခဲ့တဲ့ဗီလာအသင်းနဲ့ပွဲစဉ်မှာ4-2ဆိုတဲ့ရလာသူနဲ့ရှုံးနေဗျာ Brentford က1ပွဲပဲနိုင်တယ်2ပွဲသေးကြာထားတယ်2ပွဲရှုံးတယ်နောက်ဆုံး Crystal Palace အသင်းနဲ့ပွဲစဉ်မှာ2-2ဆိုတဲ့သေးရလာပေါ်ထားတယ်ကျေးသွားကြည့်မယ်ဗျာကျေးသွားကြည့်မယ်ကျေးမှာတော့ဒီ3လုံးအနှုတ်90တယ်ဘိုးပေါင်းစီ3မိုင်နဲ့50လေဘာဘူးကလုံးသွင်း80နိုင်လေဘာဘူးနိုင်မှာကြည့်ရ80နိုင်ခဲ့တယ်ဆိုမှတလုံးကောင်းနဲ့ပဲတာပဲနိုင်တယ်ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာလေဘာဘူးနဲ့ Brentford အသင်းကိုဘိုးပေါင်းပြန်တွင်းသွားမယ်လို့ထင်ရတာအဲ့တော့ထိတိုက်ပြည့်စုံပြီးမှလည်းဘိုးကြီးကတွင်းနေတာရှိတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်းဒီလိုနှစ်သိန်းလုံးကတော့ဘိုးကြီးရတယ်ဗျကန်ကစားခဲ့တဲ့ပွဲစဉ်တွေပေါ့နော်ဘိုးကြီးလည်းတွင်းတယ်ဘိုးကြီးလည်းပေးတဲ့နှစ်သိန်းဖြစ်လာကြောင်းဒီနေ့မှာတော့ဒီပွဲစဉ်ကတော့3လုံးအပေါင်း sorry 3လုံးဘိုးပေါင်းစီ3လုံးအနှုတ်50ပေါ့နော်3မိုင်နဲ့50ဘိုးပေါင်းအပေါ်ကြိုက်တယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်ဘိုးပေါ်ရွေးတယ်ဗျနော်ဒီပါဘူးနဲ့ Brentford အသင်းဘိုးပေါင်းအပေါ်ဘိုးပေါ်ကြိုက်ပါတယ်โอเคနောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့ဒီတန်းစင်းစုံတိုက်ပွဲတွေပွဲစဉ်တွေဖြစ်တဲ့ဒီ West Ham United အသင်းနဲ့ Leeds United အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးချင်ပါတယ်ဒီနေ့တင်အထိတ်တွေ့ဆုံမှုပေါ့နောက်ဆုံး5ပွဲပေါ့နော်နောက်ဆုံး5ပွဲမှာကျွန်တော်တို့ဒီ Ancient အသင်းဖြစ်တဲ့ West Ham United အသင်းကတပွဲပဲနိုင်တယ်တပွဲတည်ကြာတာလေကျန်တဲ့3ပွဲကတော့အဲ့တဲ့အသင်းဖြစ်တဲ့ Leeds United အသင်းကရှုံးနိုင်ထားတယ်ပေါ့နော်အဲ့ဒီကနောက်ဆုံးပွဲစဉ်မှာဒီ2-2ဆိုတဲ့ရလဒ်သေးနဲ့ထွက်ပေါ်ထားတာပေါ့နော်ဒီအချိန်ကိုရောက်မှလာမှသူတို့ရှုံးသွားတာပေါ့နော် West Ham ဆိုတော့ပထမကြော့ပေါ့ Leeds United အသင်းရဲ့အိမ်ပွဲမှာတော့သူတို့နိုင်ထားတယ် West Ham အသင်းက2-1ဆိုတဲ့ရလဒ်နဲ့ဆိုတော့ဒီ West Ham United အသင်း West Ham United အသင်းဒီနေ့အနိုင်ကန်မှသာသူတို့တန်းချန်နေတာနိုင်တော့သူတို့သွားပြီပေါ့နော်တန်းဆင်းရတယ်ဘာလို့လဲဆိုတော့တစ်ဖက်ကစပါအသင်းကလည်းဘက်မှာကန်မဲ့အသင်းကလည်းကျွန်တော်တို့သူတို့ကန်မဲ့အသင်းကလည်း Everton အသင်းနဲ့အိမ်မှာကန်နေရဆိုတော့ Everton အသင်း sorry ဒီ West Ham United အသင်းဒီနေ့မှာတို့အိမ်ဝင်းမှာ Leeds United အသင်းအနိုင်ကန်မယ်လို့တော့ကျွန်တော်ထင်
ဟုတ်ကဲ့ဒီဝက်ဆိုင်နိုင်တဲ့တင်နောက်ဆုံး5ပွဲပေါ့နောက်ဆုံးကစားခဲ့တဲ့5ပွဲတော့ကြည့်မယ်ဆိုရင်3ပွဲတောင်ရှုံးတယ်ပဲ3ပွဲဆက်ရှုံးတယ်ရှေ့မှာတပွဲကတော့ Everton အသင်းကို2-1နဲ့နိုင်ရတယ် Crystal Palace ကိုစီဆိုတဲ့ကလည်းထွက်ပေါ်ထားအောင်ကန်ထားတယ်ပေါ့နော် Leeds United တင်ကတော့2ပွဲနိုင်တယ်2ပွဲတည်ကြတယ်ဝဲရှုံးတယ်နေထားတော့ Leeds ကတော့အများကြီးတာတယ်ပေါ့နော်ဒီနေ့အဲ့မဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဘိုးကောင်းသေးသွားကြည့်မယ်နော်ဘိုးကောင်းသေးမှာဒီ West Ham အဲ့ဒါလုံးသွင်း60နိုင်တယ်ဘိုးကောင်းသေးက3+30ဘလို့ပဲဖြစ်နေပါတယ်ဒီပွဲစဉ်ကတော့ရေကုန်ရေခန်းကစားရမယ်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ကတော့အင်ရှင်ဝါဆန်သင်းကိုပဲကြိုက်တယ်ပေါ့နော်ဒါလည်းဒီပတန်းသင်းဆုံးလုံးအားရှိနေတာကြောင့်လို့ကျွန်တော်အနေနဲ့အင်ရှင်သင်းကိုပဲရွေးချယ်သင်းတယ်လို့ထင်တယ်ပေါ့နော်ဒီဘက်ကလီးကတော့အားမျိုးလေးချက်မှမရှိတော့ဘူးဒီလိုသင်းနဲ့တန်းချန်သွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်လည်းအင်ရှင်သင်းဖြစ်တဲ့ဝါဆန်သင်းနဲ့ပဲနေချင်ပါတယ်နောက်ထပ်ပွဲစဉ်တွေပွဲဖြစ်တော့နောက်ဆုံးပွဲစဉ်ကျွန်တော်သုံးသပ်ပေးမှာပါဒီပွဲစဉ်ကတော့ကျွန်တော်တို့ညဒီ9နိုင်ပွဲချိန်မှာပဲရှင်းပြကစားမယ်တော်တယ်အောင်စပါတင်းနဲ့ Everton တင်းတို့ရဲ့ထိတာတွေ့ဆုံမှုပေါ့နော်အဲ့တော့စပါဒီပွဲစဉ်မှာနိုင်ရဖို့လိုအပ်တယ်မဟုတ်ရင်ဒီဘက်ကဆိုတော့တော်တော်ကလေးဝက်ဆန်တင်းတာနိုင်ရမယ်ဆိုတော့ဒူးတင်းနဲ့တော့ချန်ပီယံရှစ်ကိုတန်းဆင်းသွားရမှာလည်းဖြစ်ပါတယ်ထိတာတွေ့ဆုံမှုနောက်ဆုံးပုံဒီ9ချိန်ပေါ့နော်နောက်ဆုံးထိတာတွေ့ဆုံမှု9ချိန်မှာတော့ဒါအင်ရှင်တင်းဖြစ်တဲ့စပါတင်းက3ချိန်နိုင်တယ်တပွဲသေးကြလာတယ်တပွဲရှုံးထားတယ်ပေါ့နော်နောက်ဆုံးပထမကြော်ရလိုက်ပေါ့နော်ဒီ Everton ရဲ့အိမ်ပွဲမှာတော့ Spa တို့ 0-3 ဆိုတဲ့ရတဲ့နိုင်ထားတယ်ဗျအတင်းလုံးကတော့ဘိုးတွေအပြန်အလှန်တွင်းတဲ့အသင်းတွေဖြစ်တယ်ကျွန်တော်တို့လက်ရှိပေါ့နော်ဒီ handicap ဒီပေါက်ကြီးပေါ့နော်ကြေးတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော် Spa တင်းကတစ်လုံးသွင်း90နိုင်မယ်3လုံးသွင်း60ပေါ့နော်60နိုင်မယ်9ပေါင်းစီဘိုးတွေပြန်အလှန်တွင်းနေဗျကျွန်တော်အနေနဲ့တော့ဒီ Spa ပေါ့နော်သုံးကစားခွဲတဲ့ပွဲစဉ်တွေမှာ2ပွဲနိုင်တယ်2ပွဲသေးကြတယ်ချက်စီကို2-1ဆိုတဲ့ရလမ်းနဲ့ပြီးခဲ့တဲ့ပွဲကရှုံးနေဘက်က Everton ကတော့နိုင်ပွဲတောင်မရဘူးမဟုတ်5ပွဲမှာ2ပွဲသေးကြလာတယ်3ပွဲထိရှုံးလာတယ်ဆိုတော့ဒီညပွဲစဉ်မှာနှစ်သိန်းလုံးကတော့ဂိုးတွေတွန်းကြတယ်5ပွဲမှာပေါ့နော်ဂိုးတွေတွန်းထားတာလည်းတွေ့တယ်ပေါ့နော်ဒီပွဲစဉ်မှာလည်းကျွန်တော် Spa ပေါ့နော် Spa တင်ထက်စားလို့ရှိရင် Spa လက်ရှိပေါက်ပြီးပေါ့နော်တစ်လုံးပို့လို့ရှိရင်Spa 9နိုင်မယ်။ခိုင်းကြကိုမကြိုက်ဘူး။ပြန်လာဂိုးတွေလည်းတွင်းနေ။ထိတ်ရောက်ပြည့်စုံမှုတွေမှာလည်းပြန်လာဂိုးတွေတွင်းနေ။ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့တော်တော်ချုံထုံပဲပြောမယ်ဗျာ။ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါ်ကြိုက်တယ်။3လုံးသွင်းလို့မျိုးရှင်တော့မှဒီလိုသိနေတယ်3ဆောနာလို့60ထိနိုင်မယ်ပေါ့နော်။ဆောနာလို့ Spa 2-1အနေနဲ့2-1လောက်နဲ့တော့ပြတ်သွားမယ်လို့ထင်တယ်။ဒါကြောင့် Spa တင်းနဲ့ Everton တင်းတို့ရဲ့ပွဲစဉ်ကိုတော့ကျွန်တော်ဂိုးပေါ်အပေါ်ကိုကြိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ Super Sunday နေ့ညရှင်းပိုင်းကစားမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်38ရဲ့ပွဲစဉ်6ပွဲကိုကျွန်တော်ရွေးထုတ်ပေးခဲ့ပါတယ်ပထမဆုံးရွေးချက်ပေးခဲ့တဲ့ပွဲစဉ်ကတော့ဒီ Manchester City တင်းနဲ့ Aston Villa တင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော် Aston Villa တင်းကိုကြိုက်တယ်နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ဒီ Brighton တင်းနဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် Brighton တင်းကိုကြိုက်တယ် Ancient Brighton တင်း body ကြိုက်တယ်ပွဲနောက်ထပ် Sunderland နဲ့ Chelsea ပွဲစဉ်ပေါ့နော် Sunderland နဲ့ Chelsea ပွဲစဉ်မှာကျွန်တော် Sunderland Ancient Sunderland ကိုမကြိုက်ပါနဲ့ Ancient Sunderland body ကိုရွေးချက်ပေးခဲ့တယ်နောက်ထပ်ပွဲတွေဖြစ်တဲ့ဒီ Liverpool နဲ့ Brentford အသင်း Liverpool နဲ့ Brentford အသင်းမှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချက်ပေးခဲ့တယ်West Ham United အသင်းနဲ့ Leeds United အသင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော် Ancient အသင်းဖြစ်တဲ့ West Ham United အသင်းကိုရွေးချက်ပေးခဲ့တယ် Tottenham Hotspur အသင်းနဲ့ Everton အသင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုရွေးချက်ပေးခဲ့ပါတယ်နောက်ဆုံးပိတ်ပွဲစဉ်ဖြစ်တဲ့အကြောင်းမို့လို့ယာဒီပိတ်ပွဲစဉ်တွေမှာအိတ်နဲ့လွယ်နိုင်ပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်